Brew ရဲ့ Yumi ကဒီခါသိရင်တကယ်သိမှာလားလူတိုင်းပြောလို့မပြီးတဲ့ထင်မှာ Brew ရဲ့ Yumi အတီးကဒီခါသိရင်တကယ်သိမှာလားမသိဘူးလားဆိုတာပါဆိုတော့ Yumi အကြောင်းပြောမယ်တီးကဖာရာမီဇီယာမျိုးစားဖြစ်ပြီးတော့ကျွန်တော်တို့ဆိုကခင်းကြီး Brew ကပိုင်ဆိုင်ထားတယ်အတီးရဲ့လုံနိုင်စွမ်းနေဟာယူဇာတည်သွားရင်တဖန်ပြန်လည်အသက်ရှင်လာသေးတာပါဟုတ်ပါတယ်ဒီတီးကတည်သွားမှဆန်းထွက်လာတာပါအဲဒါကြောင့် Brew ကဒီခါသိရင်တကယ်သိမှာပါဒါပေမဲ့တီးဖို့ကလည်းမဖြစ်နိုင်တော့ပါဒါလည်းဆိုတော့ Brew ကယူတော့ဖြစ်နေပါလိမ့်အခုလိုတီးသလိုလိုမတီးသလိုလိုဖြစ်နေတာကတော်တော်လေးပွားဘူးဖြစ်နေလို့ပြောရမယ် Hold up wait a minute 抓他们后头，抓住别抓 ，sorry 吧喽。 တီးသလိုလိုမတီးသလိုလိုဆို Brew ကဝိညာဉ်လောကနဲ့ပတ်သက်ပြီးကျွမ်းကျင်သုံးချနေနိုင်ပြီဝိညာဉ်လောကရဲ့ AKA မှုကနေရေခဲတွေထုတ်လုပ်နိုင်တယ်သူရဲ့ရိုးကြောက်ခန္ဓာကိုယ်ကနေဝိညာဉ်ထုတ်ပြီးသွားလာနိုင်တယ်ပြီးတော့ Brew ရဲ့ခန္ဓာကိုယ်ကလည်းတော်လေးပေါ်ပြီးမြတ်ဆက်ပါတယ် Brew user ဖြစ်ပြီးရေပေါ်လမ်းလျှောက်နိုင်တဲ့လူ2ယောက်ထဲက1ယောက်ပါနောက်တစ်ယောက်ကတော့သိမှထင်ပါတယ် Brew ရဲ့အတီးကအဝေးကမ်းဖြစ်သေးပါဘူးဖြစ်လာရင်လည်းတော်တော်လေး hype ပြပါလိမ့်မယ်ခုလဲကျွန်တော်တို့ရဲ့ Brew ကမန်ကမှာတော်တော်လေးမိုက်ပါပါတယ်နောက်လဲဆူကခင်းကြီး Brew စီကနေမိုက်စားတွေပဲမျောလင့်နေပါတယ်ဆိုတော့ဒီနေ့တက်ကတော့ဒီလောက်ပါပဲ One Piece နဲ့ပတ်သက်တဲ့အကြောင်းတွေ Breadfruit အကြောင်းတွေကိုတင်ဆက်ပေးတော့မှာမလို့ like နဲ့ follow လေးလုပ်ခဲ့ပေးကြပါဦးအားလုံးပဲ see you in the next video